လည်းရစေခြင်းနဲ့ပြီးတော့ကိုမြင့်မြတ်လည်းရစေခြင်းနဲ့တကယ်တော့ပြီးတော့မင်းကြီးမှာအဲ့ရတနာဖိုးပေါ့နော်ရတနာဖိုးကြီးဆိုလဲကောင်းတယ်မောက်မိပြားပြီးတော့မခိုင်နှုံးကြီးတို့ရမ်းရစေခြင်းနဲ့အဲ့မခိုင်နှုံးကြီးဆိုလဲကောင်းတယ်အဲ့ဟိုမောက်မိပြားမှာဒီမှာရှင်းမတူလေဒီတို့ရမောင်းမေးဆိုရင်သူ့မှာတားလေးတယောက်ရှိတယ်အဲ့တားလေးငယ်ချိုးတယ်ဂိုက်တာတော့အခုဒီကားဆိုလို့ရှိရင်အဲ့မောက်မိပြားဆိုလို့ရှိရင်အဲ့မင်းပုံဆိုလဲကောင်းပါတယ်မင်းပုံလည်းကောင်းတယ်ပြီးတော့ကိုထက်ကြီးလည်းရစေခြင်းနဲ့မြင့်ညိုဘိုက်ထဲမှာကလေးရှိနေတယ်ဒါဘာလို့လဲချက်လဲဘယ်ကောင်ဆောင်ရလဲအဲ့ဒီကောင်လူသက်ကောင်ပဲယူမောက်ပါကွာတော်လူမဆန်တဲ့ကောင်ဆက်ရှိတော့မရှိပါဘူးဆက်လေးတော့ရှိပါတယ်တော်တော်များတက်ဘူးလေရန်ကုန်မှာလို့တော့လည်းတက်တယ်နီမတော်မှာလည်းတက်တယ်တနေ့မှတော့မပြတ်သေးဘူးပေါ့နော်တက်တာတော့ဒီနေ့တက်ဖို့စီစဉ်ရှိပါတယ်ဟုတ်ကဲ့ဟုတ်ဒီနေ့အခု82ကားမှာစကားနေနှမ်းမှာ6ကားလောက်ပါတယ်ဗာလေမြစ်လက်တက်ပါတော့ပါတယ်မင်းတော့မင်းဟုတ်6ကားလောက်ဟုတ်ပါတယ်နှစ်တိုင်းကိုအဲ့နှောင်မနေ့ကနှောင်ဆိုလဲနှောင်ဆိုလဲအဲ့လိုပဲစိတ်မျိုးရောအဖွဲ့ပါတဲ့ကားပေါ့နော်ဆရာဝန်တို့ပြီးတော့ဟိုပါပေါ့နော်တရားယုံတို့အဲ့ဟိုပါအဲ့လိုနေတော်များပါကြပါတယ်ပြီးတော့ဒီနေ့ထမှာတော့ဟိုပါပေါ့နော်ဗာလဲအခုဗာလဲမောက်မိပြားမောက်မိပြားမှာစိတ်မျိုးရောအဖွဲ့တော်တော်လေးပါတယ်အဲ့ကောင်မှလည်းယောက်ျားဆိုတဲ့အမျိုးကအရှိမသစ္စာရှိကြောင်ဘလောက်ပဲကြွေးကြော်ပြနောက်ွယ်ရောက်လို့ရှိရင်အမြင်လေးတော့နည်းနည်းစားချင်ကြတဲ့သူကြီးကြီးပဲညားတယ်ပွဲတော့လွယ်တာမဟုတ်ဘူးစမင်းတော့တနေ့မကုန်ဘူးဆိုအဝေးစားဖို့ပဲတနေ့3သိန်းကျော်ပေါ့နော်3သိန်းကျော်တော့ကုန်တယ်အနေဆုံးပေါ့နော်ခေါင်းစားခြေဆုံးပေါ့ပြီးတော့တနေ့ကိုတစုံအဝေးစားတော့မထပ်ဘူးဆိုတာတနေ့ပဲရဘူးလေတနေ့ပဲရဘူးလေအဲနောက်နေ့ကျပေးတယ်နောက်ညပေးတော့စိတ်မရယူမယ်ဆိုပြီးပြောထားပြီးတော့နောက်မယူပြစ်လိုက်တာအကယ်ဝေးွားတော့ဘယ်လိုပဲပြေပေါ့နော်ဒါစိတ်မရအနုပညာသမားတွေဘယ်လိုပဲပြောဒါအနုပညာမောင်နှမတွေတနေ့မှတစ်ခါလာပြီးစုစည်းရတော့ကြောင့်မို့ဘယ်လိုပဲပြောတယ်ရင်ခုန်တယ်ဘယ်လိုပဲဖြစ်အကယ်မီရတဲ့လူအကယ်မီသူတို့စားလဲရင်ခုန်ပေးတယ်ပြီးတော့အကယ်မီရတဲ့ညီကောင်မောင်တွေသွားပြီးလက်ခုတ်သွားပြီးတီးပြီးတော့အားပေးတာပေါ့နော်အဲ့လိုမျိုးလေးနှုတ်ဆက်ပြစ်တယ်နှုတ်ဆက်တော့အရန်ဝင်တော့မသွားပြဘူးအဲ့ကိုနာရှိရဲ့လူတွေမှာကိုနဲ့တဒန်းပေါ့နော်ကိုရှင်ကအဲ့လိုထားနှုတ်ဆက်ပြတယ်အဲ့အကယ်မီကြောက်ရှင်ပေါ့နော်ခုံနံပါတ်တွေတော့ဟိုဘက်ချန်ဒီဘက်ချန်ရှိရောပေါ့အရန်ဝေးရဲ့ဘက်ကတော့မသွားပြလိုက်ဘူးအဲ့နီနီနာကိုရဲ့နီနာအရှိလို့နောက်တော့သွားပြီးနှုတ်ဆက်လိုက်တယ်လက်ဆက်နှုတ်တော့အော်တော့မပေးပြပါဘူး15တော့ရှိရပါတော့ဟုတ်ကဲ့ဘွားပြတ်တော့15ကျသားတော့ကိုအကယ်ဒမီဘွားလက်ကဲဆိုရင်အဲ့လောက်ကြီးမွေးတော့ပါဘူးတော်ပါပြီနည်းနည်းသိရတဲ့အတိုင်းကက်ကလာဒီတော့ဘယ်လိုကိုနေတိုးလည်းရစေခြင်းနဲ့ပြီးတော့ကိုမြင့်မြတ်လည်းရစေခြင်းနဲ့တကယ်တော့ပြီးတော့မင်းကြီးမှာအဲ့ရတနာဖိုးပေါ့နော်ရတနာဖိုးကြီးဆိုလဲကောင်းတယ်မောက်မိပြားပြီးတော့မခိုင်နှုံးကြီးတို့ရမ်းရစေခြင်းနဲ့အဲ့မခိုင်နှုံးကြီးဆိုလဲကောင်းတယ်အဲ့ဟိုမောက်မိပြားမှာတော်တော်ကောင်းသူတို့တော့ရစေခြင်းပါတယ်ဘာလို့မခိုင်နှုံးကြီးဆိုလဲဒါကြာလာနေပြီလေတကယ်လည်းသူတို့ဆိုလဲတကယ်လည်းကြိုးစားတယ်အခုမောက်မိပြားဆိုလဲတော်တော်ကောင်းထားတယ်အမားဆိုလဲရစေခြင်းပါတယ်အမားကိုလည်းဒီမှာရှင်းမတူလေဒီတို့ရမောင်းမေးဆိုရင်သူ့မှာတားလေးတယောက်ရှိတယ်အဲ့တားလေးငယ်ချိုးတယ်ဂိုက်တာတော့အခုဒီကားဆိုလို့ရှိရင်အဲ့မောက်မိပြားဆိုလို့ရှိရင်အဲ့မင်းပုံဆိုလဲကောင်းပါတယ်မင်းပုံလည်းကောင်းတယ်ပြီးတော့ကိုထက်ကြီးလည်းရစေခြင်းနဲ့မြင့်ညိုဘိုက်ထဲမှာကလေးရှိနေတယ်ဒါဘာလို့လဲချက်လဲဘယ်ကောင်ဆောင်ရလဲအဲ့ဒီကောင်လူသက်ကောင်ပဲယူမောက်ပါကွာတော်လူမဆန်တဲ့ကောင်ရုပ်ရှင်စီစဉ်နဲ့ပဲသွားတယ်ပျော်လို့အပါတစုတစည်းတဲ့ကားနဲ့ဒီနေ့တော့ဟုတ်တယ်ကြားတယ်အဲ့ဒါတော့ကြားတယ်ဟုတ်လားမဟုတ်လားမသိဘူးပေါ့နော်ရထားဆိုပို့စီမံမှာပဲပြောပါတယ်အဲတဲရောလည်းကောင်းမွန်တဲရပါတယ်ဟုတ်ကဲ့ဟုတ်3မှန်ခွန်တခန်းစီမံအဲ့မှာ3မှန်ခွန်ကိုပြဖြိုးမပါမဖြစ်အဲကားတော့မှာကိုပြဖြိုးအစီအမတီပါလို့ပြောတီပါတော့တားတော့ကိုပြဖြိုးနဲ့တစည်းတဲ့လုပ်ဝေးဆိုတီပါတော့လုပ်ဝေးတယ်အကိုပြချစ်တယ်ကိုတယောက်လိုပဲကိုပြိုးညကြတော့ကိုပြိုးညစိုးသူကောင်းတိုင်မတ်တွေကိုပြိုးညကြတော့အဲ့လိုမျိုးလေး18တော့မရှိပါဘူး14တော့ရှိပါတယ်ဒီကားလေးလည်းလာကြည့်ပါဇလန်ကြီးကတော့တော်တော်ကောင်းတယ်ပြောတယ်စိတ်ပြောတော့မကြည့်ရသေးဘူးပေါ့နော်ကြီးမှပဲသိလိမ့်မယ်လာကြည့်ကိုစိတ်မောကဖိတ်ခေါ်ပါတယ်လို့23နှစ်ကြာရင်တော့ရုံစတင်ပြီးပေါ့နော်